အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျမတို့ဝင်ပြပေးခြင်းတဲ့စာအုပ်ကလေးကခြေစိတ်ရဲ့အခြေခံမြန်မာတရားတဲ့နေရာတီတုံးကပေါ့နော်ကျမရှိကိုကျမတာလီ3ဖြည့်ထားတယ်ကျမတာလီအင်ကိုလာတဲ့အခါကျမက home schooling အနေနဲ့တသားကိုမြန်မာစာနဲ့ပတ်သက်ပြီးတော့တရားပိုင်းလေးတွေကိုငယ်ဘဝထဲကပိုင်နိုင်စေချင်တာပေါ့နော်မူလတန်းတွေကနေပိုင်နိုင်စေချင်တာဖြစ်တဲ့အတွက်ဒီချက်ရဲ့ဒီမြန်မာတရားစာအုပ်ကလေးနဲ့လေ့ကျင့်ပေးဖြစ်တယ်ပေါ့နော်ဒီစာအုပ်ကလေးထဲမှာဆိုလို့ရှိရင်အခြေခံအနေနဲ့ကလေးငယ်လေးတွေသိရှိရမယ်နံစာကရိယာဝိသေသနာနာမဝိသေသနာအကြောင်းလေးတွေကိုဒီချက်ကစိတ်ဝင်စားဖွယ်ကောင်းအောင်ပုံကလေးတွေစာလေးတွေနဲ့ပြုစုထားတာပေါ့နော်ကျမဘာကိုတွေ့ရဒီချက်ကတခြားလေးလုပ်ပြီးထားတာပေါ့နော်အဲ့ဒီမှာကျမကဘာကိုသတိထားမိလဲဆိုတော့ကလေးတယောက်အနေနဲ့ဆိုလို့ရှိရင်ဒီဟာလေးတွေကိုသူတို့အနေနဲ့လေ့လာတဲ့အခါမှာပေါ့နော်တကယ်ကိုနားလေလွယ်တယ်ပေါ့လေအဲ့တော့ဒီစာအုပ်ကလေးကိုမြန်မာတရားကိုယ့်ရဲ့တာမီမီတို့ကိုမြန်မာစာနဲ့ပတ်သက်ပြီးအခြေခံကိုပိုင်စေခြင်းနဲ့ဆိုလို့ရှိရင်ဒီမြန်မာတရားလေးကတော်တော်လေးကိုအထောက်အကူပြုတယ်ပေါ့နော်ဒီစာအုပ်လေးကိုလိုချင်တယ်ဆိုလို့ရှိရင်လည်းကျမရဲ့ဒီ page ကနေပြီးတော့လာရောက်မေးမြန်းလို့ရပါတယ်ဒါမှမဟုတ်လို့ရှိရင်လည်းဒီတစ်ချက်ရဲ့မြန်မာစာ Facebook ကနေပြီးတော့လည်းမြန်မာစာ worksheet Facebook ကနေပြီးတော့လည်းတွားရောက်စုံစမ်းမေးမြန်းလို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်